မျိုးထဲမှာလေ budget coffee ကို4000ကျပ်ကနေစတောက်လို့ရပြီးတော့ဒီလိုမျိုး drinks menu ဆန်းဆန်းလေးတွေပါတောက်လို့ရမယ်။ coffee ဆိုင်လေးမှာအေးစိတ်ထိုင်ပြီးတော့ဓာတ်ပုံလှလှလေးတွေပါရိုက်လို့ရမယ်အပြင်ဒီလိုမျိုးဟင်းပွဲလေးတွေပါအစုံရတဲ့ဆိုင်လေးကိုခေါ်သွားပေးမှာပဲဖြစ်ပါတယ်။ဒီဆိုင်လေးကကြတော့လမ်းမတော်ဒီ Innovator လမ်းမပေါ်မှာရှိတဲ့17လမ်းနဲ့လဲလမ်းကြားမှာဖွင့်ထားတဲ့ Have Nice ဆိုတဲ့ coffee ဆိုင်လေးပါဆိုင်လေးကကြတော့ဒီလိုမျိုးအပေါ်တက်အောက်ထက်နှစ်ထပ်ရှိတာကိုမှသူကဒီလိုမျိုးဓာတ်ပုံရိုက်လို့ကောင်းတဲ့ photo spot လေးလည်းလုပ်ပေးထားတယ်။အပေါ်တက်မှာကြတော့လေတိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ပို့ပြီးတော့ထိုင်လို့ကောင်းတယ်။ပြီးတော့ဒီလိုမျိုးစာအုပ်လေးပါထားပေးထားတော့ကိုကြိုက်တဲ့စာအုပ်လေးပါယူဖတ်လို့ရသေးတယ်။သူကလေ coffee ဆိုင်ဆိုပေမဲ့ဒီလိုမျိုး coffee နဲ့ကိတ်လေးတွေအပြင်ထမင်းကြော်တို့ခောက်ဆွဲတွေပါအဆုံးရသေးတယ်။ဆိုင်ကတော့လေဒီဆိုင် drinks လေးတွေတော့တော်တော်လေးကြိုက်တယ်။သူကလေအယောင်ဆန်းဆန်းလေးတွေကိုမှဒီလိုမျိုးတောက်လို့ရလဲတော်တော်လေးကောင်းတယ်ပေါ့နော်။ဒီ mint chocolate ဆိုလို့ရှိရင်လေသူ့ရဲ့ပူရှင်းရှင်းအရသာလေးကိုမှဒီ chocolate ရဲ့ချုံမွမွအရသာလေးနဲ့တော်တော်လေးလိုက်တယ်ဒါလေးကကြတော့ Have Nice ရဲ့ signature စီချက်ခောက်ဆွဲလေးပါသူ့ရဲ့စီချက်ခောက်ဆွဲဆိုလို့ရှိရင်လည်းစီချက်နဲ့မွမွလေးနဲ့ခောက်ဆွဲသားကလည်းအီလေးတော်တော်လေးမိုက်တယ်စီချက်ကလေဒီတိုင်းမဲ့စားလို့ရှင်တော့နည်းနည်းလေးအီရော်လေးသူ့ရဲ့ coffee ချင်းလေးနဲ့တွဲစားလို့ရှင်တော့ပိုပြီးစားလို့ကောင်းတယ်ဒီလိုတပွဲမှာအသားတွေရောကြက်ဥတွေပါထည့်ပေးထားတာကိုမှသူက9500လောက်ပဲရှိရဆိုတော့လေဈေးလေးတွေကလည်းမဆိုးဘူးပေါ့နော်ဒါလေးကကြတော့ဖတ်ထိုင်းခောက်ဆွဲလေးပါသူ့ရဲ့ဖတ်ထိုင်းခောက်ဆွဲဆိုလို့ရှိရင်လေဒီလိုမျိုး portion ကအများကြီးပါတာ2ယောက်လောက်ကိုစားလို့ရတယ်သူ့ထဲမှာလေကြက်ဥတွေပဲပြားတွေဖြစ်အောင်မှအသားတွေကိုပါအများကြီးထည့်ပေးတာဆိုတော့ဒီတပွဲဆိုလို့ချင်းတော်တော်လေးစားရတယ်သူကကြတော့လေဒီလိုတပွဲဟိုမှာ8000လောက်ပဲရှိရပါတော့ဒီဆိုင်မှာလေ drinks menu တွေကတော့လုံးဝ share တွေပဲရွေးစရာ drinks menu တွေကိုအမျိုး80ကျော်လောက်ရှိတယ်ဆိုင်ခုတောက်တဲ့ dirty coffee ဆိုလို့ရှိရင်လေသူ့အရသာလေးကချိုချိုခခလေးနဲ့ဒီလိုမျိုးမလိုင်ဘက်လေးပါတာပေါ့နော်တော်တော်လေးတော့တောက်လို့ကောင်းတယ်ဒါလေးကကြတော့လေ kitchen style ထမင်းကြော်လေးပါသူ့ရဲ့ထမင်းကြော်ဆိုလို့ရှိရင်လေဒီလိုမျိုးပကံအပြည့်ကိုပါတာဆိုင်တော့ကကြတော့လေသူ့ရဲ့ kitchen ထမင်းကြော် spice အရသာလေးနည်းနည်းတော့နေတယ်ဒါပေမဲ့သူ့ရဲ့ကိုယ်ပိုင် style နဲ့ဆိုတော့လေသူ့အရသာလေးကလည်းတစ်မျိုးလေးစားလို့ကောင်းတယ်ဟင်းပွဲတွေကိုလေဒီလိုမျိုးပိုရှင်အများကြီးထည့်ပေးထားတာကဒီဆိုင်အားသက်ချက်လို့ပဲပြောရမှာပေါ့နော်။သူကဒီလိုတပွဲဟိုမှာ6000 9000ဝန်းကျင်လေးဟိုမှာပိုရှင်တွေကလည်းအများကြီးပါဆိုတော့လေဈေးကတော့တော်တော်လေးတန်တယ်လို့ပြောရမှာ။matcha ကြိုက်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီဆိုင် strawberry matcha latte လေးကိုတော့တောက်ခဲ့နော်။သူ့ရတာလေးကကြတော့လေစိမ့်စိမ့်ဖန်ဖန်လေးဟိုမှာ strawberry အသေးစစ်လေးပါသေးတာ။ပြီးတော့ဒီဆိုင်မှာလေတရုတ်အာလူးမုံလေးပါရသေးရဲ့။သူကလေဒီလိုမျိုးကော်ရီပြပြလေးထဲမှာကြက်ဥတွေမှုတွေနဲ့အသားတွေပါအများကြီးပါပြီးတော့ဒီအာလူးလေးကလည်းအကြီးလေးနဲ့တော်တော်လေးဝါလို့ကောင်းတယ်။ဒါလေးစားပြီးတော့လေငငယ်ကအဖွားကျွေးတဲ့တရုတ်အာလူးမုံလေးတောင်တတိရပါတယ်။ဒီလိုထညက်ချိုလေးနဲ့စားရတဲ့မိုးလက်ကောက်ဆိုလို့ရှိရင်လည်း plating ကောက်လေးနဲ့ကိုဒီချာလေးပြင်ပေးထားတာ။ဒါလေးကကျတော့3ယောက်စံ anti down ပေါ့နော်။သူဆိုလို့ရှိရင်လည်းတောက်လိုက်လို့ရှိရင်ချွတ်ချွတ်မွေးလေးနဲ့တအား fresh ဖြစ်တယ်။ဒီလိုလမ်းမတော်မျိုးတဲ့ဘက်မှာ coffee ဆိုင်ကောင်းလေးကြီးလည်းရှားရဆိုတော့လေဒီလိုအေးစိတ်လေးထိုင်ပြီးတော့ drinks menu ဆန်းဆန်းလေးတောက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီဆိုင်လေးပါကွက်တီပဲနော်ပြီးတော့ဒီဗီဒီယိုလေးကိုပြပြီးတော့သွားစားရတဲ့သူတွေဆိုလို့ရှိရင်လည်း January လကုန်ထိကို 5% discount လေးပါရအောင်ပါနော်ကဲဒါဆိုရင်တော့ sign up vlog တွေမှာပြန်တွေ့ပါမယ်အားလုံးပဲတတာ